ဘောလုံးလောကမှာယင်းနှိမ့်မြုပ်နှံမှုတွေလှုပ်ထားကြတဲ့နာမည်ကြီးဆိုတော့များအားလုံးပဲမင်္ဂလာပါဂီတလောကဆိုတာဝင်ငွေကောင်းတဲ့လောကတစ်ခုဖြစ်ပြီးတော့အောင်မြင်တယ်လို့မီလီယံနာတွေပါဖြစ်လာနိုင်ပါတယ်ဂီတနဲ့အောင်မြင်ပြီးတဲ့နောက်မှာတခြားစီးပွားရေးလုပ်ငန်းတွေမှာလည်းယင်းနှိမ့်မြုပ်နှံမှုတွေပြုလုပ်တတ်ကြပါတယ်အဲ့ဒီထဲမှာတချို့ကမျက်စိလဲလမ်းမာပြီးတော့ဘောလုံးလောကကိုရောက်လာတဲ့သူတွေရှိပါတယ်ဒီနေ့မှာတော့ဘောလုံးကလပ်ဒီမှာယင်းနှိမ့်မြုပ်နှံမှုတွေပြုလုပ်ခဲ့ကြတဲ့နာမည်ကြီးဆိုတော့တွေရဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်နံပါတ်1အနေနဲ့ကတော့ Snoop Dogg ပဲဖြစ်ပါတယ်တိုင်းနေပေါ်မှာအများနဲ့လူနေတဲ့ Snoop Dogg ကြီးရဆိုရင်တော့မကြသေးခင်တုန်းကပဲဘောလုံးအသင်းတစ်သင်းမှာယင်းနှိမ့်မြုပ်နှံမှုပြုလုပ်ထားခဲ့ပါတယ် Snoop Dogg ကအင်္ဂလန်ကလပ်ဆွမ်စီအသင်းမှာယင်းနှိမ့်မြုပ်နှံလိုက်တာဖြစ်ပြီးတော့အသင်းရဲ့ပူးတွဲပိုင်ရှင်လည်းဖြစ်သွားခဲ့ပါပြီအသင်းရဲ့အင်္ဂလန်ဂျာစီအသစ်ကိုမိတ်ဆက်ရမှာ Snoop Dogg လည်းပါဝင်သရုပ်ဆောင်ပေးထားခဲ့ပါတယ်အလိုအားတို့ရဲ့ကနေဝင်ကြီးမူထရက်ကလည်းဆွမ်စီအသင်းမှာယင်းနှိမ့်မြုပ်နှံထားခဲ့တာကြောင့်နာမည်ကြီးတွေပဲရှယ်ယာပိုင်ဆိုင်ထားတဲ့အသင်းလို့ပြောရတော့မှာပါနံပါတ်2အနေနဲ့ကတော့ Ed Sheeran ပဲဖြစ်ပါတယ်နာမည်ကြီးဘီလန်ဆိုတော့ဖြစ်တဲ့ Ed Sheeran ကလည်းငယ်စဉ်ကတည်းက Ipswich Town အသင်းရဲ့အမာခံပရိသတ်တူဖြစ်ခဲ့ပါတယ်Ed Sheeran လည်း Ipswich Town အသင်းရဲ့ရှင်ဘတ်စပွန်ဆာအနေနဲ့ပါဝင်အားဖြည့်ပေးခဲ့ပါတယ်သူရဲ့စပွန်ဆာကြောင့် Ipswich အသင်းကလည်းဘတ်ဂျက်ပိုင်းတိုးတက်လာခဲ့သလို Ipswich အသင်းပေါ်လူစိတ်ဝင်စားမှုလည်းပိုပြီးတိုးလာခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်မှာလည်း Ed Sheeran က Ipswich အသင်းရဲ့ရှယ်ယာတချို့ကိုပါဝယ်ယူသွားခဲ့ပါတယ်နံပါတ်3အနေနဲ့ကတော့ Drake ပဲဖြစ်ပါတယ် Drake ကိုတော့ hip hop ဆိုတော့တယောက်အနေနဲ့လည်းတွဲမြင်ကြသလိုအကစားလောကမှာဆိုရင်လည်းဘူကောင်ကြီးအနေနဲ့တွဲမြင်ကြပါတယ်။ဘာလို့လဲဆိုရင်တော့ Drake လောင်းတဲ့အသင်းတိုင်းကရှုံးနေတဲ့တာကြောင့်မို့လို့ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်မှာပဲ Drake လည်း LeBron James နဲ့အတူ AC Milan အသင်းရဲ့ share တချို့ကိုဝယ်ယူခဲ့ပါတယ်။နံပါတ်4အနေနဲ့ကတော့ Elton John ပဲဖြစ်ပါတယ်။အင်္ဂလန်နာမည်ကြီးတီးဆရာနဲ့အဆိုတော်တူဖြစ်တဲ့ Elton John ဟာဆိုရင်တော့ Watford အသင်းရဲ့အမာခံပရိသတ်တူဖြစ်ပါတယ်။1986ခုနှစ်မှာ Watford အသင်းရဲ့အသင်းပိုင်ရှင်တူဖြစ်သွားခဲ့ပါတယ်။သူလက်ထက်မှာပဲ Watford အသင်းကစတုတ္ထတန်းကနေ Premier League ကိုတန်တက်လာနိုင်ခဲ့ပါတယ်။ဒါအပြင် FA ဖလား Final ထိလည်းရောက်ခဲ့ပြီးတော့ဥရောပပြိုင်ပွဲတွေမှာတော့ဝင်ကစားလိုက်ရသေးပါတယ်။အဲ့ဒါကြောင့်ကတော့1989ခုနှစ်မှာအသင်းကိုရောင်းချလိုက်သေးပေမဲ့စနေကြာမှာပဲပြန်လည်ဝယ်ယူခဲ့ပါတယ်။အဲဒီလိုနဲ့2002ခုနှစ်အရောက်မှာတော့ဥက္ကဋ္ဌယာတုကနေနှုတ်ထွက်သွားခဲ့ပါတယ်။လက်ရှိမှာတော့အသင်းပိုင်ရှင်မဟုတ်တော့ပေမဲ့ရှယ်ယာရှင်ဖြစ်ရှိနေသေးတယ်လို့လည်းသိရပါတယ်။အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။